လူတယောက်နဲ့တယောက်ကို respect ထားမယ်ဆိုရင်ပေါ့နော်လူကြီးလူငယ်မှမဟုတ်ဘူးဒါလူကြားထဲမှာလူတွေချင်းချင်းကလေ mutual respect ကရှိကိုရှိရမယ်မတောင်းတဲ့အကြံမပေးနဲ့ပြီးတော့မပြောပြပဲနဲ့မသိချင်နဲ့ဘသူ့အကြောင်းအောင်ပါလေဆိုဒီလိုမျိုးဆိုလို့ရှိရင်တကယ်ဟိုဘာလဲစိတ်စင်ရဲခြင်းကင်းစင်တဲ့ဘာလဲ society တခုတော့ရသွားပဲချင်တယ်အခုကမဟုတ်ဘူးကိုယ့်အကြောင်းလွယ်ပြီးသူများအကြောင်းကိုအကုန်သိချင်တယ်ဒီလိုမျိုးဟာတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့လူတွေက social media ရှိတော့ရှိတယ်ဒါပေမဲ့ social media ကိုဘယ်လိုနေရာနဲ့သုံးရမလဲဘယ်လိုဟိုအကျိုးရှိသုံးရမလဲဆိုတဲ့ဟာလူတွေကတတိမထားမိอ่ะကိုကြီးလည်းအဲ့လိုပဲအရင်တော့ကလေ social media ကိုဒီ post တွေတခုတည်းပဲသုံးမိอ่ะအခုနောက်ပိုင်းဆိုတော့ပြန်စင်းစားနေပေါ့နော်ဒါကိုပြန်ပြီးတော့ aware လုပ်ကြည့်တဲ့အချိန်မှာရှက်လာတယ်အဲ့ဒါကိုလေအရင်ရှက်လာတယ်အရင်ရှက်လို့လေဟို social ပေါ်တော့မှမတက်ရတော့အထိဖြစ်သွားရရဲ့အကြိုက်လေအခုဒီနေ့နောက်ပိုင်းမှာငါအခုတော့ဟို stable ဖြစ်လောက်ပြီပေါ့ stable ဖြစ်လောက်ပြီဆိုတော့ငါလှုပ်ချင်တဲ့ဟာလည်းရှိတယ်ဆိုတော့ဟိုအတွေးနဲ့လေအဲအတွေးနဲ့သွားကြည့်တာအခုအဲ့ဒါဘယ်လိုထင်လဲလူတွေကဟာဥမာလာမေးတယ်ပေါ့နော် hey အဲ